ဆိုတော့တသက်စာမူတွေကိုပေးတဲ့ချိန်ကျရင်အဲ့မူတွေကနေပြီးတော့အရေးကြီးအရေးပေါ့ကျွန်တော်ပြောမယ်၄ချိန်မှာမူလာချပေးလိုက်တာ2ချိန်ပေါက်သွားတယ်ဆိုရင်လူအတိစိတ်တဲ့ရှိတဲ့ကောင်းနေဆိုရင်ဒါကျေးဇူးတော်ပြန်အောင်ဟောတော့ဟာပေးတယ်တော့စောက်ရှက်မရှိလို့ပေးတာဆက်လို့မဆိုင်ဘူးဟာဒီပေးတာဗမာပြည်မှာစောက်ကြောအတင်းလုံးနဲ့လူပါအဝဟုတ်နော်ဒူးဒီရှာဟာဒီကျင်းမယ်ကျန်တဲ့ဟာလေးလိုလေအဖြစ်တယ်ညာဖြစ်တယ်မပြောဘူးလားကြလားမလားချင်းနေရရမရချင်းနေတို့ဒီမှာလူမဆိုင်ကိုလမ်းကြောင်းကိုမှန်မှန်ပုံတိုင်းမှာဆိုမှလာပြီးတော့နောက်ကိုတော့မဆွဲနဲ့ဒါဆွဲရင်လွင့်လာထွက်သွားမယ်ပုံတိုင်းကဆက်ပြီးတော့သူ့ရှိနေသွားပါဘယ်လိုမြင်တာပါလဲမကြည့်ဘူးနားမလဲလို့ကြောက်တာဆိုရင်နားလဲအောင်တဲ့ကျန်တဲ့အတူအစားကောင်တွေခေါင်းနဲ့ထုတ်လိုက်တော့ကျွန်တော်အိုက်တော်ရှိတယ်ရှားလေးပြီးညင်းမူတော်မြန်မာချို့မှာခြံလက်ထားတဲ့အပိုင်းတွေရှိတယ်ဟထားတဲ့အပိုင်းတွေရှိတယ်လက်စုံလိုက်အထဲမှာထွက်လာတဲ့ဟိုအချိုးရှိတဲ့ຢာတွေအများကြီးရှားအဲ့လိုဟထားခဲ့တာတွေရှိတယ်ဘယ်တုန်းကမှရှားမူတွေကိုကျွန်တော်ဝင်ကြည့်မိတဲ့အချိန်မှာရှားလေးပြီးညင်းကိုဘယ်တော့မှမေးခွန်းမထုတ်ဘူးကိုမေးခွန်းထုတ်တယ်ပြီးရင်နားလျောင်ကိုမေးခွန်းထုတ်ပြီးတော့နားလျောင်စဉ်းစားလိုက်ရင်ဒီလူဟာသူဒီလောကမှာအတုမရှိတဲ့လူဆိုတာကျွန်တော်ပူတိလာတာမန်အမြင်နဲ့ကြည့်ရှားလေးမြင်ရင်းပညာဘယ်လောက်မြင့်လဲဆိုတော့မသိနိုင်ဘူးတေချာမူတခုကိုယ့်ရဲ့ဉာဏ်မိတော့စေစတဲ့အတွင်းကိုတစ်ခုချင်းခွဲခြားစိတ်ပြပြီးသူပြထားတဲ့မူဝင်ကြည့်ပါလိုက်အရန်ကြောက်စရာကောင်းတယ်နော်ရှားလေးပြင်းထုတ်ခဲ့တဲ့မူတွေကအရန်ကြောက်စရာကောင်းတယ်အဲ့ဒါကြောင့်မို့ဒီနေ့ထိသူဒီလောကရဲ့နံပါတ်1လို့ပြောတာသူ့ရှေ့မှာသူ့တဲ့တော်တဲ့ဆရာတွေရှိလိမ့်မယ်နော်စိုက်ဆရာတွေအမျိုးစုံရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်သိတဲ့အတိအမှန်တန်ကြောက်စရာကောင်းတော့အောင်တော်တယ်ဆရာလေးတွေဘာထူးခြားလို့လဲကွာမင်းရတယ်ဆရာလေးပြင်းမှုကြဒီလိုပဲဒီလို့မှားသွားလိမ့်မယ်ဆရာလေးပြင်းမှုတွေမထူးခြားတာမဟုတ်ဘူးကိုညံတိတ်နေတာတော့စဉ်းစားအရန်ကြောက်စရာကောင်းတယ်ဆရာလေးပြင်းမှုတွေကနောက်ကိုလိုက်သွားရင်ရှေ့မှာအဲ့ဒီသူ့ရဲ့မူတွေနောက်ကိုလိုက်သွားလိုက်ရှေ့မှာအစုံပဲတွေ့တာအများကြီးပဲပထမကျွန်တော်စဉ်းစားမိတာဟာဒီလောက်ကောင်းတဲ့အချက်တွေဒီတက်ထပ်ပြီးတော့ရှေ့ကိုဆက်တော့ဒီတက်ပြီးတော့အကျိုးရှိတဲ့ဟာတွေရှိရတယ်ဆရာဘာလို့ခြံရတယ်မသိဘူးဒါအောင်မမြင်တာလားပေါ့နော်ပထမစဉ်းစားမိတော့ကိုကညံအဲ့ဒီမှာလည်းညံစစဉ်းစားမူကိုစစဉ်းစားရအောင်ဖြစ်နိုင်ငါလိုကောင်းတော့ဒါဦးမြင်ဒီမူရေးတဲ့ဆရာမြင်ဦးမြင်တယ်ပြန်စဉ်းစားလိုက်တယ်50 50လို့ဖြစ်တဲ့အရာမျိုးတွေကိုယ့်ရဲ့ဉာဏ်နဲ့စဉ်းစားပြီးတော့မေးဩတွေဒဲဩတွေရှိတယ်နော်အပူရဲ့ပေါင်းချင်းဒဲနဲ့ပေါင်းပြီးကြံကနေပေါင်းချင်းဒဲပေါင်းနှစ်ခါနဲ့ပဲဆရာရေးတယ်ဆရာတပည့်တွေလည်းအဲ့လိုပဲသိလိမ့်မယ်လို့မဟုတ်ဘူးအဲ့ထဲမှာမြုပ်လာတာဆရာမြုပ်လာတာရှိတယ်မေးဩတွေရှိတယ်ဒဲဩတွေရှိတယ်ပြခဲ့တယ်မပြောတာသူကချော့တိမ်မသွားလို့ရှိရင်ဝေကျင်းအင်အားအပြစ်ကိုတောက်တင်းနေမှရှိပဲနဲ့ယူမပဲနဲ့ပုံပြီးလိုက်လို့ဆက်မှားသွားတာနဲ့ဘဝပြောင်းသွားအောင်ဘဝပြောင်းသွားစေမဲ့အမှားမျိုးကြုံမဲ့အရာတွေရှိလို့အေးမိလိုက်ရင်တစ်ချက်တည်းနဲ့ငါကြီးမိတယ်တစ်ချက်တည်းနဲ့ဒိန်းလို့တခါတော့ပုံအော်ပြီးရမယ်စိုက်အကွက်တွေအဲ့ထဲမှာပါတယ်ဒါပေမဲ့ဆရာမပြောဘူး50ဒူးအောင်တိုင်းဆိုတဲ့အကွက်တွေကိုပြေမလားအသက်ရှင်အောင်လုပ်မလားဆိုတော့စွန့်စားမယ် decision making မျိုးတွေကိုဆရာလေးပြင်းကထိုးသားတွေကိုမလုပ်စေချင်ဘူးလို့ထင်တယ်သူအဲ့ဒါတွေလုံးဝခြံခဲ့တယ်တေချာစစ်စစ်တက်လေးလာကြီးအရန်ကြောက်စရာကောင်းတယ်နော်ဆရာလေးပြင်းသူကပြောလိုက်တယ်ပေါ့လေးလို့ထင်ရတယ်အခုဆိုလည်းဘူးပဲနော်အလေဘူးဆိုလည်းလေဘူးကနေပေါင်းရင်တဲ့ပေါ့ယူကနေပေါင်းရင်တဲ့ပေါ့နှစ်ခါနဲ့တွဲလို့9 3 လုံးမိုက်9 3 ပြိတ်9 3ချိန်လေးကိုချိန်ဒီတိုင်းလွယ်လေးပဲထင်တာဒါပေမဲ့တေချာကြည့်သူဘာကိုဆိုလို့လဲဆိုတာကိုစစ်စစ်ဆက်ဆက်ကြည့်ပြီးတော့စဉ်းစားမိလေပေါ်လာလေပဲအဲ့ချိန်ကျမှဟာသူတို့ကအမှန်ကြောက်စရာကောင်းတော့တော်တာပဲဆိုတော့သိတာတော်တယ်နော်ဆရာလေးပဲညကျွန်တော်လက်ပြခါတယ်အဲ့ဆရာကတော့